ဇနီးဖြစ်သူကပါစတာခောက်ဆွဲကြိုက်ပြီးခင်မုန်းဖြစ်သူကစတိုးဆိုင်ကအသစ်စားထမင်းနဲ့ကြိုက်တာနဲ့တင်ဒီဇနီးမောင်နှံဟာလမ်းခွဲပြက်ဆဲတဲ့အထိဖြစ်သွားခဲ့ကြပါတယ်။တစ်ချိန်ကအင်မတန်ချစ်ကြတဲ့လူငယ်စုံတွဲဟာအခုတော့ဘဝတွေအကြီးအကျယ်ရှုပ်ထွေးကုန်ကြပြီးရေခဲတက်တာထဲမှာမှုတ်တက်နေတဲ့အစားအသောက်တွေနဲ့ပြည့်နေပြီးပကံဆေးစင်မှာလည်းမဆေးရသေးတဲ့ပကံတွေပုံနေတော့တာပါပဲ။ Jack ရဲ့ရှိနေဆောင်မှုပွဲနေမှာသူကစိတ်လှုပ်ရှားပြီးယူချင်မတက်ဖြစ်နေခဲ့တာပါ။အဲ့ဒီမနက်မှာမီးဖိုချောင်တကားကိုဖွင့်လိုက်တော့မီးဖိုချောင်တစ်ခုလုံးမီးခိုးတွေပိတ်ဖုံးနေပြီးဒဲအိုးကတကယ်ကိုမီးလောင်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအန်နာကတော့စက်တီပေါ်မှာအိမ်မောကြလို့ကောင်းလုံးမရှိပါသေးတယ်။ကံကောင်းတာက Jack ဟာစိတ်ကိုတည်ငြိမ်အောင်ထိန်းနိုင်ခဲ့လို့ဆောင်မှုပွဲကိုအမိသွားရောက်ဖြစ်ဆိုနိုင်ခဲ့ပါတယ်။ဆောင်မှုပွဲအောင်ပြီးတရားဝင်ရှိနေတယောက်တောင်ဖြစ်လာခဲ့သေးတာပါ။ဒါပေမဲ့သူကအဲ့ဒါကိုလုံးဝမမေ့နိုင်ပဲအခွင့်အရေးရတိုင်းအန်နာကိုပြဿနာရှာမဲဆောက်နေခဲ့ပါတယ်။နောက်ဆုံးတော့သူတို့နှစ်ယောက်တရားရုံးထိရောက်သွားကြတော့တာပါပဲ။စိတ်ဆက်ညှိနှိုင်းဖို့အချိန်ချင်းကြိုးစားပေမဲ့မအောင်မြင်ခဲ့တာကြောင့်ကွာရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ဥပဒေအရသတ်မှတ်ထားတဲ့ရက်30စိတ်အေးထားရမယ့်စောင့်ဆိုင်ကာလကိုတော့ဖျက်တမ်းရအောင်ပါပါ။အိမ်ပြန်လမ်းမှာလည်းနှစ်ယောက်သားမရက်မနာစကားများရန်ဖြစ်လာကြပါတယ်။လမ်းမှာမိမိပြထားတာကိုတော့တတိမထားမိပေကားအက်ဆီဒင့်ဖြစ်သွားခဲ့ကြပါ။ဒေကန်ကောင်းစွာနဲ့ပဲဘယ်သူမှပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာမရခဲ့ပေမဲ့နှစ်ယောက်စလုံးတတိမေ့သွားခဲ့ကြပါတယ်ဆရာဝန်ကတော့သူတို့ရဲ့မြစ်တာတွေမှတ်ဉဏ်တွေပြန်ရဖို့အတွက်အပြင်ဘက်ကရိုက်ခတ်မှုတစုတစ်ခုလိုအပ်တယ်လို့ပြောပါတယ်။ချက်ကရုတ်တရက်တတိယလာတဲ့အခါအဲနာလိုလှပတဲ့အမျိုးသမီးတစ်ယောက်ဟာသူ့ရဲ့ဇနီးဖြစ်နေတာကိုသိလိုက်ရတော့လုံးဝမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။သူကသူ့ကိုယ်သူကဘာပေါ်မှာအကန်ကောင်းဆုံးအမျိုးသားလို့တောင်ထင်လိုက်ပါသေးတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ကောင်းကိုကြောက်ခဲနဲ့အရိုက်ခံလိုက်ရပြီးမေးလဲသွားခဲ့ပါတယ်။ဒါကတော့သူ့မိဘတွေကသူ့မှတ်ဉဏ်ပြန်ရအောင်ဆိုပြီးရိုက်လိုက်တာဖြစ်ပေမဲ့တကယ်မေးလဲသွားလိမ့်မယ်လို့မထင်ထားခဲ့ကြပါဘူး။ဆရာဝန်လည်းအံ့အားသင့်သွားပြီးရဲချက်ချင်းခေါ်မလို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကသူ့ကိုယ်သူကျဲရဲ့မိခင်ဖြစ်ကြောင်းအလင်းအမြန်ရှင်းပြခဲ့ရပါတယ်။ရန်ပွဲပေါင်းများစွာရှင်းပြပြီးတဲ့နောက်မှားယွင်းမှုတွေကိုရှင်းလင်းသွားခဲ့ပါတယ်ဆရာဝန်ကသူတို့ရဲ့မှတ်ဉဏ်တွေပြန်ရဖို့အတွက် family ဖြစ်တဲ့ယင်းဒီပီတာပတ်ဝန်းကျင်မှာပြန်ထားရင်မှတ်ဉဏ်တွေပြန်ရလာနိုင်တယ်လို့အကြံပေးခဲ့ပါတယ်ဒါကြောင့်အန်နာရဲ့မေမေကကွာရှင်းမှုစောင့်ဆိုင်ကာလမပြီးမချင်းနှစ်ယောက်စလုံးအတူတူဆက်နေတဲ့လို့အကြံပြုခဲ့ပါတယ်ကျဲရဲ့မေမေကတိတ်မချင်တဲ့ပေမဲ့အခြားရွေးချယ်စရာမရှိတာကြောင့်အန်နာကိုဂျန်နာလုံးဝအကန့်မခံဘူးအန်နာရဲ့မေမေကိုသတိပေးခဲ့ပါတယ်အန်နာရဲ့မေမေကတော့အန်နာကချက်ကိုလုံးဝစိတ်မဝင်စားပါဘူးဆိုပြီးလှောင်ပြုံးခဲ့ပါတယ်သူတို့နှစ်ယောက်အနီးကပ်မဖြစ်သွားစေဖို့အတွက်အန်နာရဲ့မေမေကသမီးငယ်လေးကိုသူတို့ကိုအမြဲမပြတ်စောင့်ကြည့်ဖို့ဆေးလုပ်ခဲ့ပါတယ်ဂျန်နီကတဘာဝအတိုင်းပဲညှင်းဆန်ခဲ့ပေမဲ့မေမေကရွှေနာရီတစ်လုံးမိုးဖိုးပေးမယ်လို့အမိဆုပ်လိုက်တဲ့အခါမှာတော့ဝမ်းသာအားရနဲ့ပျော်ကြီးလိုက်သွားခဲ့ပါတယ်သူတို့၃ယောက်အိမ်ထဲကိုဝင်လိုက်တာနဲ့တပြိုင်နက်ရှုပ်ပွားနေတဲ့အခန်းကြီးကကြိုးစုံနေခဲ့ပါတယ်။ကျမ်းပြင်ပေါ်မှာလွှင့်ပစ်ထားတဲ့ပလင်းခွန်တွေနေရန်ပေါ်ကရိုက်ခွဲထားတဲ့ဓာတ်ပုံတွေနဲ့ပြည့်နေနေခဲ့တာပါ။အဲ့ဒီလိုနဲ့သူတို့ရဲ့တမိုးအောက်ထဲကအတူတူနေထိုင်မှုဘဝကြီးစတင်ခဲ့ပါတော့တယ်။ညီမလေးဖြစ်သူကတော့ချက်ကိုညဘက်မှာတော့မအိပ်ပဲစက္ကန့်မလက်စောင့်ကြည့်နေခဲ့ပြီးညလေခေါင်ကြီးမှာအခန်းထဲမှာတရဲမလိုမျိုးထိုင်နေခဲ့ပါတော့တယ်။